ကိုဘဝကိုစဉ်းစားကြည့်လိုက်ဩငါသေရအောင်မှာပါလားငါလည်းတဖြည်းဖြည်းအိုမင်းလာပြီငါတနေ့ချက်သေရမှာပါလားလို့စဉ်းစားလိုက်တဲ့အခါမှာကြောက်ရွံ့လာစိတ်ထဲမှာတုန်လှုပ်လာအဲ့ဒီတုန်လှုပ်ကြောက်ရွံ့လာတာကိုတန်ဝေကလို့ခေါ်တယ်အဲ့ဒီတန်ဝေကဟာတိတ်အရေးကြီးတယ်ပေါ့ကိုတန်ဝေကဖြစ်သလားမဖြစ်ဘူးလားဆိုတာဆင်ခြင်စဉ်းစားကြည့်ဖို့လိုတယ်မဖြစ်သေးရင်တန်ဝေကဖြစ်အောင်ကြိုးစားလောကမှာတန်ဝေကဖြစ်เสียတယ်များစွာတွေ့ရများစွာတွေ့အဲ့ဒီလိုတန်ဝေကဖြစ်เสียတယ်တွေ့ရတဲ့တန်ဝေကမဖြစ်ဘူးဆိုရင်အတော်ကိုပါရမီဉာဏ်နည်းနေသေးတယ်လို့ပြောမြတ်စွာဘုရားကဟောထားတာရှိတယ်တံဝေဇနိယေတုဌာနေတုတံဝေခောတံဝေဇနိယဌာနဆိုတာထိတ်လန့်တုန်လှုပ်မှုကိုဖြစ်စေ